ဒီနေ့ကတော့အိမ်ပြန်လက်ဆောင်အတွက်မော်လမြိုင်ကမြန်ရတနာဈေးရုံထဲမှာဈေးပတ်ဝယ်ရေးနဲ့မုတ်ပတ်စားထားတဲ့ vlog လေးပဲဖြစ်ပါတယ်ပပူကတော့ဈေးပတ်ဝယ်ရင်ဒီလိုအတုတ်တယ်တွေအကျော်တယ်တွေ့ဝယ်စားလိုက်ရမှာပေါ့နော်ကဲအခုကတော့ဒီမော်လမြိုင်မှာဈေးလာပတ်တာပေါ့နော်အမေနဲ့ကကြတော့အိမ်ပြန်တော့မှဆိုတော့ဒီမှာပေါ့နော်အိမ်ပြန်လက်ဆောင်တွေဘာတွေရှိမလဲဆိုပြီးတော့ဒီဈေးထဲလာကြည့်ရပါတော့ဘာဝယ်စရာလေးရှိလဲပေါ့ဈေးကတော့ကြီးပဲဟိုဘက်ချမ်းမှာကြတော့အစ်စ်ဖွင့်ထားတဲ့ဒီကုံတိုက်ကြီးပေါ့နော်ဒီဘက်မှာကြတော့ဒီလိုဈေးမျိုးလေးဒီဘက်ပေါ်ထက်မှာတော့ဒီလိုအထည်တွေများတယ်ပေါ့နော်ပပွားတော့ဈေးပတ်ဝယ်ရင်မီးပြက်တဲ့အချိန်နဲ့တိုးတာများတယ်ပေါ့နော်အထည်တွေတော့စုံပဲပေါ့နော်မုံရိုးရာအထည်လေးလည်းတွေးခဲ့ပါတယ်ဈေးကတော့အပေါ်ဘက်အောက်ဘက်ဆိုပြီးတော့ရှိရပြောတော့ပေါ့နော်ပပူတို့လာတာတော့အထည်တီးတန့်ရောက်တဲ့ဘက်ဖြစ်နေလားတော့မသိဘူးပေါ့နော်ပပူကတော့ဒီလိုစားစရာလေးတွေဝယ်သွားခြင်းလို့လာရှာတာပေါ့နော်ပပူတို့လိုက်ပတ်ကြည့်နေဈေးရအောင်နာလေးကအတုတ်ဆိုင်လေးကိုတွေ့လို့ပေါ့နော်ဝယ်စားလိုက်ပါတယ်ဒီဆိုင်လေးကတော့တော်တော်များများဝယ်စားတာတွေ့လို့ပေါ့နော်ငမန်းစစ်ဟုတ်ဒါငမန်းတည်ရတုတ်လေးရတယ်တော်တော်စုံတယ်ဒါကြောက်ပွေတုတ်သူ့ရဲ့တုတ်စုံလေးကတော့ငပြော့ဖူးတွေရောကြောက်ပွေးတွေရောထည့်ပြီးတော့တုတ်ပေးတာပေါ့နော်ပပူကတော့ငမန်းတည်ရတုတ်တွေ့တော့ငမန်းတည်ရတုတ်စားချင်တယ်နဲ့ငမန်းတည်ရတုတ်မှလိုက်ပါတယ်ဒီတုတ်စုံမပေါ်ငယ်ဘူးပြန်စားကောင်းလားအဲ့ဆိုကျွန်တော်အဲ့လေးတပွဲပေးမဝတ်တုတ်ဆိုင်ဟမ်အော်ဒါလေးတောက်ဆောက်စီတယ်ကမဒါလေးကတော့ငမန်းတည်ရတုတ်ဖို့ပေါ့နော်ဂေါ်ဘီရဲ့ကျက်သွန်နီလေးထည့်ပြီးတော့ငမန်းတည်ရလေးထည့်လိုက်ပါတယ်ပြီးတော့ရှောက်ရွဲလေးလည်းထည့်တယ်ပေါ့နော်ရှောက်ရွဲလေးထည့်တော့နမမွေးလေးနဲ့ပူစားလို့ကောင်းပါတယ်ငမန်းတည်ရကြတော့သူကပြုတ်ပြီးမှတုတ်တယ်လို့ပြောတယ်ပေါ့နော်ဒီငမန်းရေခိုတောက်တဲ့ခါမှမစားဘူးရေခွာပြက်လေးနဲ့ဒါပြုတ်ပြီးမှတုတ်ကြလားဟောပြည့်အယူတော့ဟုတ်တယ်ဒါပါတာလေဒါကငမန်းလာပြီကားကြီးကားငမန်းကောင်းလေမတ်တော်ရောထောက်ပါဟုတ်မှလည်းအကားမော်လားကောင်းမှာပေါ့ဒီခွန်လေးတောက်လေးနဲ့ချစ်ချင်းဆက်လေးတုတ်ထားတာအမဆိုင်နာမည်ကဘယ်လိုခေါ်လဲနာမည်မဝတုတ်မဝတုတ်အတုတ်ဆိုင်ပေါ့အစုံရတယ်သူ့ရဲ့တုတ်လေးကတော့ချစ်ချင်းဆက်လေးလင်းပေါ့နော်လေယာလေးလည်းတော်တော်လေးကိုကောင်းပါတယ်ဖာဆာ2000တိတ်တာဆန်းတာဒီမှာတော့ဒီကြောက်ပွေတုတ်တွေရောဒီတုတ်တွေစုံပဲပေါ့နော်ဒီမီးတော့ပါတော့ရှိတယ်လေးတက်တက်လေးရောဟုတ်အမြင်နေပဲခုနကတုတ်ဆိုင်လေးရဲ့ဒီဘက်ဘေးနားလေးမှာပေါ့နော်ဒီတရေတီလေးရောင်းတာတွေ့ရောအမေကတရေတီလေးဝယ်စားလိုက်ပါတယ်ဒီမှာတရေတီလေးစားကြည့်မယ်ချိုးတယ်ပတ်တာဘယ်လိုရောက်လဲဒါချိုးတယ်1500တဘာဝပါဒါတဘာဝတိုင်းတောက်ကြည့်တဘိုးယူမယ်ဟုတ်တယ်ဒါတောက်ကြည့်တာဒါကတော့တဘာဝဖြော်ရေးတဲ့အိမ်မှာဖြော်သလိုပဲအတိအစစ်နဲ့အတိအစစ်နဲ့ဖြော်ထားတောက်ကြည့်အရသာလည်းအတီးရတာလည်းတောက်ကြည့်ပါမယ်ရှင်နဘူးယူမယ်ဟုတ်ကဲ့အန်တီဟိုဘက်က1500
ကိုကတော့အတုပ်စားတာပေါ့နော်ကဲအတုပ်ကလည်းချစ်ချင်းဆက်ဆက်လေးဆိုတော့ဒီမှာအေးလေးပြန်ဝယ်တောက်တာကဲအခုတော့ဒီဘက် out နားကိုဆက်ပြီးတော့ပက်ကြည့်မယ်ပေါ့နော် ဈေးရုံကြီးကတော့ကြီးကြီးပဲပေါ့နော်ဒီအောက်ထပ်မှာတော့ဖနက်တွေမြင့်မှန်တွေအစုံရပါတယ် စားလို့ဘိုက်ကိုလည်းတော်တော်တင်းပြီပေါ့နော်ဟိုကဒီဈေးကိုမရောက်ခင်ကတည်းကတခြားဆိုင်တွေမှာလည်းအစုံပတ်စားထားတာဒီဘက်ဈေးရဟိုဘက်ချက်မှာရွှေဆိုင်တွေရှိရလို့ပြောရပါတော့အပယ်တော့မပတ်ကြည့်တော့ ဒါလေးကတော့ဈေးရဲ့ပြေဖက်ဒီထွက်ပေါက်နှန်းလေးမှာပေါ့နော်ဒီအကျော်လေးရောင်းတာတွေ့လို့အကျော်လေးဝယ်စားခဲ့ပါတယ် ဗီဒီယိုရိုက်ရအောင်ပါလိုင်းမတင်ပေးမို့လေ ပမာမောက်တယ်မဟုတ်လို့လေ အမဒါဘာကြော်လေးရဒါ ဒါမုံလာဦးမောက် မုံလာဦးမုတ်ဘယ်လိုရောင်းလဲ ငါခုတစ်ထောင် ငါခုတစ်ထောင်ကျွန်တော်တစ်ထောင်ဖို့ပေးပါဟုတ်မုံလာဦးမုတ် 人到那门口嘛， ဒါငါခုတစ်ထောင်ရလား14 ဒီပဇွန်ကြော်ဘယ်လိုရောင်းလဲ ထောင်တစ်ထောင်သား တုံးတစ်ခုတစ်ထောင် အခုတစ်ထောင်လေး ဆိုကြ ဒီကောင်ကဈေးများလို့နော် ဟုတ်အဲ့ဆိုပဇွန်ကြော်တစ်ခုဒီတိုင်းတစ်ခုစားကြည့်မယ် 我要让他们。 ဟာโอเค ဒါလေးနဲ့ကအောက်ကညလေးနဲ့က ဟုတ်ကဲ့အော်အမပတ်စံယူလောက်2000နော် ဟုတ်ကဲ့ထည့်ပေးမယ် ကဲဒါလေးစားကြည့်မယ်ပေါ့နော် တော့မုံ တခါမှမစားဘူးဘယ်လိုခေါ်လဲမုံလာဦး မုံလာဦးမောက် မုံလာဦးမုတ်ဒါ မုံစားစား မွန်စားအစားမွန်ရိုးရအစားအစားပေါ့မုံလာဦးမုတ် မုံစားစား မွန်ပြည်နယ်မှာပြောတော့အဲ့လိုပဲမွန်စားစားတာများတော့ပဲ ဟုတ်မွန်လာဦးမုတ် ဒါကမွန်ပြည်နယ်ကို ဟုတ်တယ်မုံကြီးနဲ့ဘယ်လာကြလဲအမတို့တောင်း နူးညံ့နေရပဲ ဟုတ်တယ်အာစာနဲ့မုံကြီးဟိုမုံလာဦးနဲ့လေထိတ်ထားတာ ဩ ဒါတွေ ဒီရက်ပဲရှိတာတော့တခြားနေရာမှာမရှိဘူး လို့တယ်တန်းလို့တယ် အသက်လို့တက်လို့တယ်တက်လို့တယ်လေ တန်းလို့စစ်စစ်တယ် ဟုတ်တယ် နူးနူးအီးလေးနဲ့တော်တော်လေးစားလို့ကောင်းတယ် ဒါကလည်းတက်ကိုခုကျော်ခုစား ဟုတ်တယ်ပပူလေးနဲ့စားကောင်းတယ် ကဲဒီနေ့ဈေးပတ်ဝယ်တဲ့ vlog လေးကတော့ပြီးသွားပါပြီဗီဒီယိုလေးကိုအဆအဆုပ်ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်